မြန်မာဓမ္မကြောင့်တစ်လျှောက်မှာကြောက်တရားကင်းမဲ့ပြီးရဲစွမ်းတက်တိနဲ့ပြည့်စုံတဲ့သူရဲကောင်းတွေအများကြီးရှိခဲ့ဦးပါတယ်။ဒါမဲ့အဲ့သူရဲကောင်းတွေထဲမှာတိုင်းသူပြည်သားတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုခံရဆုံးဒဏ္ဍာရီဆန်ဆန်ဘဝဖြတ်တန်းမှုတွေနဲ့ပြည့်နှက်နေတဲ့မင်းတစ်ပါးကတော့ကျန်စစ်သားပဲဖြစ်ပါတယ်ဗျာ။ပကန်းအမာယာကြီးကိုစတင်တည်ထောင်ခဲ့တဲ့နွယ်ထာမင်းကြီးလက်ရုံးဖွဲ့ဝင်လေးတူရဲတဲ့တဦးဖြစ်တယ်လို့နောက်ပိုင်းပကန်းပြည်ရဲ့ထီးနှန်းကိုဆက်ခံပြီးတိုင်းပြည်ကိုအေးချမ်းအောင်အုပ်ချုပ်နိုင်ခဲ့တဲ့ကျန်စစ်သားမင်းရဲ့ဘဝဆက်ကြောင်းရုပ်ရှင်ကားတကားလိုပဲဆေးလှုပ်ရှားစရာကောင်းလာပါတယ်ကျန်စစ်သားကိုပကန်းရာဇဝင်တွေမှာထိလိုက်ရှင်းလို့လည်းလူသိများပါတယ်သူကနွယ်ထာမင်းကြီးရဲ့တားတော်စစ်စစ်ဖြစ်ပေမဲ့ထင်းလွယ်မမှုတွေကြောင့်နန်းတော်ပြင်ပမှာပဲကြည်ပြင်းခဲ့ရတာပါဒါပေမဲ့သူရစကားပြောတယ်ဆိုတော့သူဟာရွယ်ရောက်လာတဲ့ခါမှာသူကြားတဲ့ခွန်အားဓာကုတ်လန်ထိုးတက်တဲ့စစ်ဗျူဟာတွေမှာလွယ်ထူးချွန်တဲ့တူဖြစ်လာခဲ့တယ်ဒါကြောင့်နွယ်ထာမင်းကြီးကသူ့ရဲ့ရည်ချင်းကိုအတိအမှတ်ပြုမထွေရွယ်လုံးလက်ဖယ်ညောင်ဦးဖီးတို့နဲ့အတူခံပြည်ရဲ့ထိပ်တီးလေးတူရဲ့အဖြစ်ခန့်အပ်ခဲ့ပါတယ်။ကျန်စစ်သားဟာနွယ်ထာမင်းကြီးရဲ့စစ်ပွဲတိုင်းမှာရှေ့တန်းကနေအဆွင့်ဆောင်ရတိုက်ပွဲဝင်ခဲ့တဲ့တစ္ဆာရှိလာတဲ့စစ်တူကြီးတူတယောက်ပေါ့။စွမ်းရည်ထက်မြက်လွန်းတဲ့ကျန်စစ်သားရဲ့ဘဝမှာရဲစွမ်းတက်တည်တယ်မကပဲတမိုင်းတွင်ခဲ့တဲ့ချစ်စလန်တစ်ပုဒ်လည်းရှိခဲ့ပါတယ်။အဲ့ဒါကတော့ဥဒ္ဒဘုံကြီးကဆက်တာလိုက်တယ်အလှပင်မှာမနိဆန္ဒနဲ့တွေ့ဆုံခဲ့တာပါ။နော်ရထာမင်းကြီးစီမနိဆန္ဒကိုလိုက်ပါပို့ဆောင်ပေးခဲ့ရတဲ့အခီးစဉ်မှာကျန်စစ်သားနဲ့မနိဆန္ဒတို့ဟာလူနဲ့တူတောင်းစဉ်တွေ့ချစ်ချစ်ပြီးအားကြပါတယ်။ဒါကိုနော်ရထာမင်းကြီးတည်သွားတဲ့အခါမှာမျက်ရှောက်ပြီးကျန်စစ်သားကိုလှန်နဲ့ပြစ်လို့တပ်ဖို့ထီလုပ်ခဲ့ပါကျန်စစ်သားဟာသူ့ရဲ့တိုင်းပညာကြောင့်အားချက်လှန်ရက်ကနေလွတ်မြောက်ခဲ့ပြီချေရတဲ့နိစ္စနာနဲ့ခွက်ခွာပြီးတိုင်းပြည်ကနေပြည်နှင်တန်းပြီးခံခဲ့ရပါတယ်သူဟာနှစ်ပေါင်းများစွာကြာအောင်တော်တောင်တွေထဲမှာဒုက္ခမျိုးစုံနဲ့ပုံအောင်နေထိုင်ကြရရှာပါတယ်ကောဇာတက္ကရာ446ခုနှစ်မှာတော့ကျန်စစ်သားဟာပကံပြည်ရဲ့မင်းဖြစ်နန်းတက်ခဲ့ပါတယ်သူဟာစစ်တပ်ရာမှာတော်ရမောပဲတိုင်းပြည်အုပ်ချုပ်ရေးရမှာလည်းထူးချွန်လာပါတယ်ကျန်စစ်သားမင်းကြီးဟာဗမာမွန်နဲ့တခြားသောတိုင်းရင်းသားတူးစီညီညွတ်ရေးကိုအဓိကထားတည်ဆောက်ခဲ့ပါတယ်သူ့လက်ထက်မှာထင်ရှားတဲ့ဓမ္မမှတ်တမ်းတစ်ခုကတော့ကဘာကျော်အာနန္ဒာဘုရားကြီးကိုတခြားကိုယ်ွယ်ခဲ့တာပါပဲဒါအပြင်တရဏရေးစိုက်ပျိုးရေးနဲ့ဂုံတွေရေးတွေကိုတိုးမြင့်ပေးခဲ့လို့ကျန်စစ်သားမင်းကြီးရဲ့28နှစ်တာအုပ်ချုပ်မှုအတွင်းမှာပကံပြည်ဟာအေးချမ်းသာယာပြီးချမ်းသာဆုံးရွှေခေတ်တစ်ခုဖြစ်ခဲ့ပါတယ်သူဟာပြည်သူပြည်သားတွေကိုတာသမီလိုတနာကျင်နာတဲ့မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်သမိုင်းမှာမှတ်တမ်းတင်ခဲ့ရပါတယ်ရဲစွမ်းတတိပြည်စုံတဲ့စစ်တို့ကြီးဘဝခက်ခဲများစွာကိုကြုံဖြစ်ပြီးတိုင်းလူပြည်သားတွေချစ်ခင်ရတဲ့ဧကရေမင်းတော်ဖြစ်လာတဲ့ကျန်စစ်သားဟာသူကွယ်လွန်သွားခဲ့တဲ့ရာဇဝတ်ပေါင်းများစွာကြာပြီဖြစ်ပြီးသူချန်ခဲ့တဲ့ရဲစွမ်းတတိတိုင်းပြည်ပေါ်ထားတဲ့သစ္စာတရားနဲ့လူပညာလည်းရတယ်ဒီနေ့ခေတ်ထိမှန်တယ်ဒီမိုင်းတော်ဝင်တယ်လင်းလန့်နေစေဖြစ်ပါတယ်မြမဓမ္မရဲ့အပြောင်းပြောင်းဆုံးမင်းတစ်ပါးဖြစ်တဲ့ကျန်စစ်သားအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာ။ကျေးဇူးပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာ။